သူ့ကိုတရိတ်ဆန်နဲ့ပါဝင်တဲ့မျိုးဗီဇပြုပြင်ထားတဲ့ဆေးရည်တစ်မျိုးထိုးနှံပေးခဲ့ပါတယ်။အဲ့ဒီဆေးရည်ဟာလူသားတွေကိုဂျိုးအသစ်တွေပေါ်မှာတော့ရှင်သန်နိုင်စွမ်းရှိတဲ့စူပါလူသားတွေဖြစ်ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။အဲ့ဒီဆေးရည်ကြောင့်ပဲသူ့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းမှာကြီးမားတဲ့ပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။သူဟာရေအောက်မှာမိနစ်30ကြာအောင်အသက်အောက်ထားနိုင်ခဲ့ပြီးနောက်သူ့ရဲ့ကျန်းမာရေးစောင့်ကြည့်ဝတ်စုံကိုချွတ်ပစ်ကရေထဲမှာလျင်မြန်စွာကူးခတ်လှုပ်ရှားပါတော့တယ်။သူရေထဲကနေပြန်တက်လာတဲ့အချိန်မှာတော့45မိနစ်တောင်ကြာမြင့်သွားခဲ့ပါပြီ။ဒီအချိန်ဟာကမ္ဘာမြေပေါ်မှာရှင်သန်မှုအတွက်ဘာအရင်မြင့်မှမကြံတော့လူမီပါဖြစ်နေတဲ့အချိန်ကာလလည်းဖြစ်ပါတယ်။ကြက်ရှိနေသေးတဲ့ဘလို့အရင်မြင့်မဆိုအလွန်မင်းအကန့်အသတ်ရှိနေပြီးကမ္ဘာတဝန်းကနိုင်ငံတွေဟာအဲ့ဒီအရင်မြင့်တွေကိုအပိုင်စီးဖို့အတွက်စစ်ပွဲတွေဆင်နွှဲနေကြပါတယ်။ဒီလိုကမ္ဘာလုံးဆိုင်ရာအကြက်တဲကာလအလယ်မှာပဲ Rick နဲ့သူ့ရဲ့မိသားစုကိုစတင်မိတ်ဆက်ပေးလာပါတယ်။ Rick သူ့ရဲ့ဇနီး Abby ဒါဘိန်းနဲ့သူတို့ရဲ့တာဖြစ်သူတို့ကိုကြီးမားခမ်းနားတဲ့ဆိုင်အင်ကြီးတစ်ခုစီခေါ်ဆောင်လာခဲ့ပါတယ်။ပြင်ပကပျက်စီးယိုယွင်းနေတဲ့ကဘာကြီးနဲ့နှိုင်းယှဉ်ရင်ဒီနေရာဟာဘေးကင်းလုံခြုံပုံရတာကြောင့်မိသားစုတစ်ခုလုံးစိတ်လှုပ်ရှားပြီးတက်ပြင်းချနိုင်ခဲ့ကြပါတယ်။မကြခင်မှာပဲအဲ့ဒီဆိုင်အင်ထဲမှာသူတို့လိုပဲအခြားမိသားစု73စုလည်းနေထိုင်နေကြတာကိုသိရှိခဲ့ရပါတယ်။သူတို့အားလုံးဟာသိပ္ပံပညာရှင်တွေရဲ့စမ်းသပ်မှုတွေပြုလုပ်မဲ့အထူးသုတေသနစီမံကိန်းတစ်ခုအတွက်ရွေးချယ်ခံရသူတွေဖြစ်ပါတယ်။စီမံကိန်းအတွက်ပြင်ဆင်နေတဲ့သုတေသီတွေနဲ့ဆရာဝန်တွေအမြောက်များဟာလည်းအဲ့ဒီသုတေသနဌာနထဲမှာအစဉ်သင့်ရှိနေကြပါပြီ။နောက်တစ်နေ့မနက်မှာတော့ဒီစီမံကိန်းရဲ့အဓိက professor ကလူတိုင်းကိုမိန့်ခွန်းပြောပါတယ်။သူကနောက်ထပ်10နှစ်အတွင်းမှာကမ္ဘာမြေဟာလူသားတွေလုံးဝနေထိုင်လို့မရတဲ့နေရာတစ်ခုဖြစ်လာလိမ့်မယ်လို့ရှင်းပြပါတယ်။အသုံးဝင်မဲ့အရာဘာမှကြံတော့မှာမဟုတ်သလိုလူသားတွေလည်းဆက်လက်ရှင်သန်နိုင်တော့မှာမဟုတ်ပါဘူး။သူ့ရဲ့အဆိုအရလူသားမျိုးနွယ်အတွက်နောက်ဆုံးမျှော်လင့်ချက်တစ်ခုပဲကြံပါတော့တယ်။အဲ့ဒီမျှော်လင့်ချက်ကတော့စနေကျုံဆဲထွန်းရဲ့အလွန်ကြီးမားတဲ့လက်မင်းတစ်စင်းဖြစ်တဲ့တိုင်တန်ဖြစ်တဲ့လာပါပဲ။ကမ္ဘာမြေကြီးပြတ်သုံးသွားပြီးနောက်လူသားတွေဆက်လက်ရှင်သန်မျိုးဆက်တင်ပွားနိုင်မဲ့တစ်ခုတည်းသောဖြစ်နိုင်ခြေရှိတဲ့နေရာအဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။တိုးတော်လဲတိုင်တန်ဟာတာမန်လူသားတွေအတွက်တော့အလွန်မင်းအနေအများတဲ့နေရာတစ်ခုဖြစ်ပါတယ်။အဲ့ဒီမှာမီသိန်းမိုးတွေအမြဲရွာသွန်းနေပြီးလေထုထဲမှာနိုက်ထရိုဂျင်ဓာတ်ငွေ့တွေပြည့်နေကအပူချိန်ကလည်းစိတ်ကူးလို့မရနိုင်အောင်အေးစိမ့်လာပါတယ်။လူသားတွေဟာအဲ့ဒီလိုအခြေအနေမျိုးမှာတဘာဝအတိုင်းမရှင်တန်နိုင်ပါဘူး။ဒါကြောင့်သိပ္ပံပညာရှင်တွေကလူသားတွေတိုင်တန်ရဲ့ပတ်ဝန်းကျင်နဲ့လိုက်ရောညီထွေဖြစ်အောင်ခန္ဓာကိုယ်ကိုပဲပြောင်းလဲပစ်ဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ဒါကပဲဒီမိသားစုတွေကိုရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းဖြစ်ပါတယ်။ Professor ကဒီပတ်ဝန်းသူတွေကိုစေတနာဝန်ထမ်းကသူများကြော်တဲ့ကနေရွေးချယ်ခဲ့တာဖြစ်ကြောင်းဖွင့်ဟခဲ့ပါတယ်။ Rick ကတော့ရွေးချယ်ခံရသူတွေကတယောက်ပေါ့လူသားမျိုးနွယ်ရဲ့အနာဂတ်ကိုကယ်တင်နိုင်လိမ့်မယ်လို့ယုံကြည်တဲ့အတွက်သူ့မိသားစုအနေနဲ့ဒီစီမံကိန်းမှာစိတ်လိုလက်ရပါဝင်ခဲ့တာဖြစ်ကြောင်းသူကဂုဏ်ယူစွာပြောဆိုခဲ့ပါတယ်။ဒီနောက်မှာတော့ဆရာဝန်တယောက်ကရစ်ကိုအခြားအခန်းတစ်ခုပဲခေါ်သွားပြီးအထူးဆေးရည်တစ်မျိုးထိုးနှံပေးခဲ့ပါတယ်။နောက်ပတ်တွေမှာလည်းသူ့ရဲ့ခန္ဓာကိုယ်ကိုတဖြည်းဖြည်းချင်းပြောင်းလဲပေးမဲ့ထိုးဆေးပေါင်းများစွာကိုဆက်လက်ထိုးနှံရအောင်မှာဖြစ်ကြောင်းဆရာဝန်တွေကပြောပြပါတယ်။ဒီထိုးဆေးတွေဟာနောက်ဆုံးမှာတိုင်တန်ပေါ်မှာရှင်သန်နိုင်ဖို့အတွက်ခန္ဓာကိုယ်ကိုအောက်ဆီဂျင်စားနိုက်ထရိုဂျင်ပေါ်မှာပုံမူမီကိုလာစေဖို့ပုံစံထုတ်ထားတာဖြစ်ပါတယ်။နောက်ပိုင်းအိမ်မှာလူစုလူဝေးလုံနေတော့အပီကအရက်တွေအလွန်ကျွံတောက်မိပြီးနေမကောင်းဖြစ်လာပါတယ်။အဲ့ဒီနောက် Rick ကသူမကိုကူညီပေးနေတော့မှအပီဟာ Rick ရဲ့ခန္ဓာကိုယ်ပူချိန်ကအလွန်မြင့်တက်နေတာကိုသတိပြုမိသွားပါတယ်။သူ့ရဲ့အဖျားကပြင်းထန်လွန်းလို့ထိတ်လန့်စရာတော့ကောင်းနေပါတယ်။ရက်အနည်းငယ်ကြာပြီးနောက်မိသားစုအားလုံးကိုနောက်ထပ်စမ်းသပ်ချက်တစ်ခုအတွက်ရေကူးကန်ကြီးတစ်ခုအနားမှာစုဝေးစေပါတယ်။သိပ္ပံပညာရှင်တွေကလူတစ်ယောက်ချင်းစီအသက်မရှူဘဲရေအောက်မှာဘလောက်အထိကြာနေနိုင်မလဲဆိုတာကိုသိချင်နေကြတာပါ။တယောက်ပြီးတယောက်အသက်ဆက်မအောင်နိုင်ကြတော့တဲ့အတွက်ရေထဲကနေပြန်တက်လာကြပါတယ်။ဒါပေမဲ့ Rick နဲ့အခြားမိန်းကလေးတယောက်ကတော့မယုံနိုင်စရာကောင်းတော့အောင်ရေအောက်မှာဆက်ရှိနေခဲ့ပါတယ်။မိနစ်40ကြာသွားတဲ့အခါမှာတော့ထိုမိန်းကလေးဟာအသက်ရှူဖို့ရုန်းကန်လာရတာကြောင့်ရေပေါ်ကိုတက်လာခဲ့ရပေမဲ့ Rick ကတော့ရေအောက်မှာပဲရှိနေတော့မှာပဲ။အပြင်ကနေသူ့ကိုတေချာစောင့်ကြည့်နေတဲ့သိပ္ပံပညာရှင်တွေမြင်နေရတာကတော့သူ့ရဲ့နှလုံးခုန်လုံးဟာတဖြည်းဖြည်းကျဆင်းလာနေတာဖြစ်ပါတယ်။သူအချိန်မရွေးတည်သွားနိုင်တဲ့အနေအထားမျိုးဖြစ်နေလို့လူတိုင်းစိတ်လှုပ်ရှားတင်းမာနေကြပါတယ်။အခြေအနေတွေအသေးအတန်မဖြစ်ခင်မှာပဲ Rick ဟာသူ့အစီအစဉ်နဲ့သူရေပေါ်ကိုရုတ်တရက်တက်လာခဲ့ပါတယ်။ဘယ်သူထက်မဆိုရေအောက်မှာအကြဆုံးရှင်သန်နိုင်ခဲ့တာကြောင့်ဘေးကလူတွေအားလုံးလက်ခုပ်ဩဘာပေးကြပါတယ်။နောက်ထပ်ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ရစ်ကိုခွဲစိတ်ကူးတမှုအတွက်ခေါ်ဆောင်သွားပါတယ်။ခွဲစိတ်မှုကတော်တော်လေးပြင်းထန်ပုံရပြီးခွဲစိတ်ပြီးနောက်မှာတော့သူ့ကိုအနားယူဖို့အခန်းထဲပြန်ပို့ထားပါတယ်။ဒါပေမဲ့ညဘက်မှာအပီနိုးလာတဲ့အခါ Rick ကကတင်ပေါ်မှာမရှိတာကိုသတိပြုမိသွားပါတယ်။သူမလိုက်ရှာကြည့်တဲ့အခါနောက်ဆုံးမှာမိဖို့ချောင်းထဲမှာတယောက်ထဲထိုင်ပြီးခန္ဓာကိုယ်ကိုရေခဲတွေနဲ့ဖုံးအုပ်နေတဲ့ရစ်ကိုတွေ့ရှိခဲ့ပါတယ်။ Rick ကသူ့ခန္ဓာကိုယ်ကြီးခံနိုင်ရင်မရှိအောင်ပူလောင်နေပြီးရေခဲတွေကလည်းသူ့ကိုမသက်သာစေဘူးလို့ရှင်းပြပါတယ်။အပီကသူ့အတွက်ရေခဲတွေထပ်ယူလာပေးပေမဲ့ Rick ကတော့အဲ့ဒီတက်ကိုမခံစားရတော့ဘူးလို့ပြောနေတော့မှပဲအဲ့ဒီအချိန်မှာပဲသိပ္ပံပညာရှင်တွေရည်ရွယ်ထားတဲ့အတိုင်းစမ်းသပ်မှုတွေကသူ့ကိုစတင်ပြောင်းလဲနေပြီဆိုတာထင်ရှားလာပါတယ်။တိုင်တန်ဟာအလွန်မင်းအေးခဲတဲ့နေရာဖြစ်တာကြောင့်အစွန်းရောက်အပူချိန်တွေရဲ့တက်ရောက်မှုမရှိဘဲလှုပ်ရှားနိုင်တဲ့ခန္ဓာကိုယ်မျိုးကိုသူတို့လိုအပ်တာဖြစ်ပါတယ်။ဒီလိုပြောင်းလဲမှုတွေရှိလာသည့်တိုင်အောင်အဓိကစိန်ခေါ်မှုကြီးတစ်ခုကြန့်ရှိနေပါသေးတယ်။အဲ့ဒါကတော့တိုင်တန်ရဲ့နိုက်ထရိုဂျင်ပြည့်နေတဲ့လေထုတွေကမီသိန်းဓာတ်ငွေ့ပါပဲ။သူတို့ကိုပုံမအဆင်သင့်ဖြစ်စေဖို့အတွက်ပါဝင်သူတွေကိုနောက်ထပ်ပြင်းထန်တဲ့စမ်းသပ်မှုတစ်ခုကိုအတင်းအကျပ်လုပ်ခိုင်းပါတယ်။သူတို့ကိုအောက်ဆီဂျင်စုပ်ယူမှုကိုလျှော့ချပြီးနိုက်ထရိုဂျင်ထိတွေ့မှုကိုတိုးမြင့်ပေးမဲ့အထူးမျက်နှာဖုံးတွေတက်ဆင်စေကမီသိန်းဓာတ်ငွေ့တွေရောနှောနေတဲ့ရေထဲမှာထားရှိခဲ့ပါတယ်။ဒီမျက်နှာဖုံးတွေကိုတက်ဆင်ထားစဉ်မှာပဲသူတို့ကိုပြေးခိုင်းတာအပြင်းထန်လေ့ကျင့်ခန်းလုပ်ခိုင်းတာတွေကိုလည်းပြုလုပ်စေပါတယ်။သိပ္ပံပညာရှင်တွေဟာသူတို့ရဲ့ခန္ဓာကိုယ်ကိုတိုင်တန်ပေါ်ကဘဝအတွက်အဓိကလေ့ကျင့်ပေးနေတာဖြစ်ပါတယ်။ဒီလိုရက်စက်ကြမ်းကြုတ်တဲ့စမ်းသပ်မှုတွေအောက်မှာရက်တွေစက်တိုက်ကုန်လွန်လာခဲ့ပါတယ်။နောက်တော့မနက်ခင်းတစ်ခုမှာ Rick ဟာရေချိုးကန်တဲ့ရက်နေတုန်းစိတ်နှောက်ရှက်ဖြစ်စရာတစ်ခုကိုသတိပြုမိသွားပါတယ်။သူ့ရဲ့စပင်တွေဟာအလျင်အမြန်ကျွတ်ထွက်နေတာပါပဲ။ဒီအစီအစဉ်မှာပါဝင်တဲ့နောက်ထပ်လူငယ်တစ်ယောက်လည်းအလားတူပြဿနာမျိုးကိုကြုံတွေ့နေရပါတယ်။ဒီထိတ်လန့်စရာကာယပိုင်းဆိုင်ရာပြောင်းလဲမှုတွေဟာသူတို့ပေါ်ပြုလုပ်ခဲ့တဲ့ထိုးဆေးတွေနဲ့စမ်းသပ်မှုတွေရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တယ်ဆိုတာကိုလူတိုင်းစတင်နားလည်လာကြပါတယ်။အဲ့ဒီနောက်မကြာခင်မှာပဲစီမံကိန်းမှာပါဝင်နေတဲ့မိန်းကလေးတစ်ယောက်ရုတ်တရက်တည်ဆုံသွားတာကြောင့်သူတည်တနာဌာနတစ်ခုလုံးကြေကွဲစရာဖြစ်သွားပါတယ်။သူမတည်ဆုံမှုကမိသားစုအားလုံးကိုတုံ့လှုပ်သွားစေခဲ့ပါတယ်။သူတို့အားလုံးဟာလည်းဒီလိုကုသမှုတွေဆေးဝါးတွေကိုပဲရရှိထားတာကြောင့်လူတိုင်းကြားမှာကြောက်ရွံ့မှုတွေပြန့်နှံ့သွားပါတယ်။သူတို့ရဲ့ကိုယ်ပိုင်အသက်အန္တရာယ်တွေလည်းစိုးရိမ်ရပြီဆိုတာသိလာကြပါတယ်။အဲ့ဒီညမှာပဲပါဝင်သူအားလုံးဟာဘာတွေဖြစ်ပျက်နေလဲဆိုတာဆွေးနွေးဖို့ရစ်ခရဲ့အိမ်မှာစုဝေးခဲ့ကြပါတယ်။ကြောက်ရွံ့မှုနဲ့တန်တရားစိတ်တွေကသူတို့ကိုလွှမ်းမိုးထားတာကြောင့်တင်းမာမှုတွေအလျင်အမြန်မြင့်တက်လာပါတယ်။စကားပြောနေတော့မှပဲရစ်ခရဲ့တငယ်ချင်းတယောက်ကဒေါသကိုမထိန်ချုပ်နိုင်ပဲရုတ်တရက်စိတ်လွတ်ကသူ့ရဲ့ဇနီးဖြစ်သူကိုအကြမ်းဖက်တိုက်ခိုက်ပါတော့တယ်။
ဒီစမ်းသပ်မှုတွေဟာသူတို့ရဲ့ခန္ဓာကိုယ်ကိုတာမကစိတ်ပိုင်းဆိုင်ရာနဲ့ခံစားချက်တွေကိုပါပျက်စီးစေနေတယ်ဆိုတာထင်ရှားလာပါတယ်ကြည့်နေတဲ့သူတိုင်းထိတ်လန့်တုန်လှုပ်ပြီးအလွန်အမင်းစိုးရိမ်ပူပန်သွားကြပါတယ်နောက်တနေ့မနက်မှာတော့ဆရာဝန်မတစ်ယောက်ကလူတိုင်းကိုစိတ်အေးစေဖို့ရစ်ခရဲ့အိမ်ကိုရောက်လာပါတယ်သူမကတေးဆုံးသွားတဲ့မိန်းကလေးဟာဒီအစီအစဉ်ထဲမဝင်ခင်ကတည်းကယောဂအခမ်းရှိနေခဲ့တာလို့အခိုင်အမာပြောကြားခဲ့ပါတယ်သူမရဲ့အဆိုအရဒီတေဆုံးမှုဟာစမ်းသပ်မှုတွေကြောင့်မဟုတ်ပါဘူးဒါပေမဲ့လစ်ကတော့အဲ့ဒီသိပ္ပံပညာရှင်ကိုမယုံကြည်တော့ပါဘူးဒီစီမံကိန်းမှာတခုခုတော့အကြီးကျယ်မှားယွင်းနေပြီဆိုတာကိုသူ့စိတ်ထဲကနေသိနေပါတယ်အဲ့ဒီညမှာပဲလစ်ခါရုတ်တရက်ပြင်းထန်စွာအော်အံမှာတော့တယ်သူထိတ်လန့်သွားရတာကတော့အန်ဖက်တွေနဲ့အတူတွေးတွေပါထွက်လာတာကြောင့်ဖြစ်ပြီးဒါဟာသူ့ခန္ဓာကိုယ်ထဲမှာဖြစ်ပျက်နေတဲ့အရာကဘယ်သူမှမဆိုစိတ်ကူးထားတာထက်ပိုပြီးအနေအများလာနေပြီဆိုတာတက်တည်ပြနေပါတယ်ရစ်သွေးအန်နာကိုမြင်ပြီးနောက်အပီဟာအလွန်မင်းစိုးရိမ်ပူပန်သွားတာကြောင့်သူ့ကိုကိုယ်တိုင်စစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်အပီကိုယ်တိုင်ကလည်းဆရာဝန်တစ်ယောက်ဖြစ်တာကြောင့်ရစ်ရဲ့ခန္ဓာကိုယ်ထဲမှာတကယ်ဘာတွေဖြစ်နေလဲဆိုတာသိနိုင်ဖို့သူ့ရဲ့သွေးနမူနာကိုတိတ်တဆိတ်ရယူခဲ့ပါတယ်နောက်တစ်နေ့မှာရစ်ကိုနောက်ထပ်စမ်းသပ်မှုတစ်ခုအတွက်ရေထဲမှာထပ်မံပြသခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့သူ့အပေါ်ထိတ်လန့်စရာတစ်ခုဖြစ်ပျက်လာပါတယ်သူ့ရဲ့အရေးပြားစိတ်ပိုင်းအချို့ဟာတဖြည်းဖြည်းကွာကျလာတာဖြစ်ပါတယ်ရစ်ခါသူ့ရဲ့ခန္ဓာကိုယ်ကြီးဒီလိုစိတ်အနှောက်အယှက်ဖြစ်စရာပုံစံမျိုးပြောင်းလဲနေတာကိုမြင်ပြီးထိတ်လန့်သွားပါတယ်။တစ်ချိန်တည်းမှာပဲအပီဟာရစ်ရဲ့သွေးနမူနာကိုစမ်းသပ်ဖို့လက်ခွဲကန်းနဲ့ယူသွားခဲ့ပါတယ်။အဲ့ဒါကိုတေချာခွဲချက်စိတ်ထားပြီးနောက်မှာတော့သူမဟာတုံးလို့စရာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သိပ္ပံပညာရှင်တွေတခါမှမပြောခဲ့ဘူးလေပြုပြင်ထားတဲ့ချက်ပစ္စည်းတွေနဲ့အမည်မသိဓာတုပစ္စည်းအမြောက်များကိုရစ်ရဲ့ခန္ဓာကိုယ်ထဲထည့်သွင်းထားတာပဲဖြစ်ပါတယ်။ဒီစီမံကိန်းကသူတို့အားလုံးစီကနေအရေးကြီးတဲ့အချက်လက်တွေကိုဖုံးကွယ်ထားတယ်ဆိုတာအပီချက်ချင်းသဘောပေါက်သွားပါတယ်။သူမဟာဒီတွေ့ရှိမှုနဲ့ပတ်သက်ပြီးအဓိက Professor ကိုရင်ဆိုင်ကအဖြေတောင်းပေမဲ့ Professor ကသူမရဲ့မေးခွန်းတွေကိုရှောင်လွှဲပြီးဘာမှရှင်းမပြခဲ့ပါဘူး။သူ့ရဲ့နှုတ်ဆက်နေမှုကပဲဒီစမ်းသပ်မှုဟာသူတို့မူလကယုံကြည်ထားတာထက်ပိုပြီးအနေအများတယ်ဆိုတဲ့အပီရဲ့တန်တရားကိုပုံမကြီးထွားစေခဲ့ပါတယ်။အဲ့ဒီနောက်မကြခင်မှာပဲလစ်ခါနောက်ထပ်ခွဲစိတ်မှုတစ်ခုကိုခံယူခဲ့ရပြီးဒီတစ်ချိန်မှာတော့သူ့ရဲ့မျက်လုံးတွေကိုဖြစ်ပါတယ်။ဒီခွဲစိတ်မှုရဲ့ရည်ရွယ်ချက်ကတော့တိုင်တန်ပေါ်မှာရှင်တန်နိုင်တဲ့တရဝတစ်ကောင်လိုပဲပေါင်းမိုက်လုံးနဲ့ပေါင်းမိုက်ခြင်းထဲမှာရှင်းရှင်းလင်းလင်းမြင်နိုင်စွမ်းရှိဖို့ဖြစ်ပါတယ်။တိုးတော်လည်းခွဲစိတ်မှုအပြီးရစ်အိမ်ပြန်ရောက်တဲ့အခါသူ့ရဲ့မျက်လုံးတွေထဲကနေသွေးတွေရုတ်တရက်စီးကျလာပါတော့တဲ့အပီစိတ်ပြရာခတ်သွားပြီးသူ့ကိုဆေးရုံသို့အမြန်ပြန်ခေါ်သွားခဲ့ပါတယ်။နောက်တစ်ချိန်လဲအပီဟာသူမရဲ့ခင်မုန်းအပေါ်ဘာတွေဖြစ်ပျက်နေလဲဆိုတဲ့အမှန်တရားကိုသိချင်စောနဲ့ Professor ကိုစကားပြောဖို့ကြိုးစားခဲ့ပြန်ပေမဲ့သူမရဲ့မိကုန်းတွေကိုဖြေမဲ့အစား Professor ကသူမကိုလစ်လူရှုပြီးထွက်သွားခဲ့ပါတယ်။နောက်ပိုင်းအပီအိမ်ပြန်ရောက်တဲ့အခါအစောပိုင်းကယူတူကျန်းကျုပ်တဲ့အပြုအမူတွေပြသခဲ့တဲ့ပါဝင်သူနဲ့တူပါတော့တယ်။ဒါပေမဲ့အခုတော့သူ့ရဲ့အခြေအနေကပိုပြီးဆိုးရွားလာနေပါပြီ။စမ်းသပ်မှုတွေကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုလုံးဝဖျက်ဆီးပစ်လိုက်ပါပြီ။သူဟာထိမ့်မနိုင်သိမ့်မရဒေါသအမျက်ချောင်းချောင်းထွက်ပြီးသူ့ရဲ့ကိုယ်ပိုင်ဇနီးကိုတပ်ဖြတ်ပစ်လိုက်ပါတယ်။မကြခင်မှာပဲစစ်ဖက်ဆိုင်ရာပုဂ္ဂိုလ်တွေရောက်ရှိလာပြီးသူ့ကိုဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။ဒါတွေအားလုံးကိုမျက်မြင်တွေ့ပြီးနောက်အပီဟာသိပ္ပံပညာရှင်တွေကပါဝင်သူတွေပေါ်ရေတွက်လို့မရတဲ့လှုပ်ဝက်ချက်တွေဖုံးကွယ်ထားတဲ့ဆိုတာကိုအပြည့်အဝယုံကြည်သွားပါတော့တယ်။အမှန်တရားကိုဖော်ထုတ်ဖို့ဆုံးဖြတ်ထားတဲ့သူမဟာရစ်ရဲ့ဝင်ခွင့်ကပ်ပြားကိုတိတ်တဆိတ်ခိုးယူပြီးလှုပ်ဝက်သူတေသနာဖိုင်တွေတင်စီထားတဲ့ကန့်တက်နယ်မြေတွေကိုဝင်ရောက်ခဲ့ပါတယ်။ဖိုင်တွေကိုရှာဖွေနေတော့မှပဲထိတ်လန့်စရာတက်တဲ့အထောက်အထားတွေကိုတွေ့ရှိခဲ့ရပါတယ်။ယောဂအခမ်းကြောင့်တေဆုံးသွားတယ်ဆိုတဲ့မိန်းကလေးဟာအမှန်တကယ်တော့ဒီစမ်းသပ်မှုတွေရဲ့တိုက်ရိုက်ရလက်ကြောင့်တေဆုံးခဲ့ရတာဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေဟာလူထုထိတ်လန့်မှုကိုကာကွယ်ဖို့အတွက်လူတိုင်းကိုလိမ်ညာခဲ့ကြတာပါတစ်ချိန်တည်းမှာပဲအပီဟာ Professor ကနက်ဆာကတာဝန်ရှိသူတွေနဲ့စကားပြောနေတာကိုကြားဖြတ်နားထောင်မိပါတယ်အဲ့ဒီစကားဝိုင်းရအာနာပိုင်တွေဟာလူသားတွေအပေါ်ပြုလုပ်နေတဲ့တရားမဝင်စမ်းသပ်မှုတွေအပေါ်အလွန်မင်းဒေါသထွက်နေကြတာကိုသိရပါတယ်Professor ဟာကိုကျင့်တရားဆိုင်ရာနယ်နိမိတ်တွေကိုကျော်လွန်ပြီးလူသားမဆန်တဲ့လုပ်ထုံးလုပ်နည်းတွေကိုလှုပ်ဆောင်ခဲ့မှုနဲ့ဆွဆွဲခံထားရပါတယ်သူတို့အပေါ်ဥပဒေအရအမှုဖွင့်ထားပြီးဖြစ်လို့အရာအလုံးကိုချက်ချင်းရပ်တန့်ရမယ်လို့တတိပေးခြင်းခံခဲ့ရပါတယ်နောက်တစ်နေ့မှာတော့ Professor ဟာ Rick နဲ့ Abby တို့ရဲ့အိမ်ကိုကိုယ်တိုင်လာရောက်ခဲ့ပါတယ်ဒီတစ်ချိန်မှာတော့သူဟာနောက်ဆုံးမှာအမှန်တရားကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီစမ်းသပ်မှုတွေအားလုံးဟာတိုင်တန်ပေါ်မှာရှင်တန်နိုင်စွမ်းရှိတဲ့လူသားတွေကိုဖန်တီးဖို့လှုပ်ဆောင်နေတာဖြစ်ကြောင်းသူကဝန်ခံခဲ့ပါတယ်။သို့တော်လည်းဒီအတွင်ပြောင်းလဲမှုတွေရဲ့နောက်ဆုံးရလဒ်ကိုသိပ္ပံပညာရှင်တွေကိုယ်တိုင်တော့အပြည့်အဝနားမလည်ကြသေးဘူးလို့သူကဖွင့်ဝန်ခံပါတယ်။လူသားတိုင်းမှာမတူညီတဲ့နယ်တွေရှိကြတာကြောင့်ပါဝင်သူတိုင်းဟာစေဝါတွေနဲ့လှုပ်ထုံးလုပ်နည်းတွေအပေါ်ကွဲပြားစွာတုံ့ပြန်ကြတယ်လို့သူကရှင်းပြပါတယ်။ဒါကြောင့်သိပ္ပံပညာရှင်တွေအနေနဲ့အတွင်ပြောင်းလဲခံရသူတယောက်ချင်းစီဟာဘာဖြစ်လာမလဲဆိုတာကိုအတိအကျမခံမှန်းနိုင်ကြပါဘူး။ဒါပေမဲ့ Professor ရဲ့အဆိုအရရစ်ကတော့ထူးခြားတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ခန္ဓာကိုယ်ဟာဒီစမ်းသပ်မှုတွေကိုခန္ဓာရည်ရှိတဲ့ထူးကဲတဲ့စွမ်းဆောင်ရည်ကိုပြသထားလို့ဖြစ်ပါတယ်။ Professor ကအသွင်ပြောင်းလဲမှုလုပ်ငန်းစဉ်ပြီးဆုံးသွားတာနဲ့ပါဝင်သူတွေဟာတာမန်လူသားအဖြစ်ကျန်ရှိတော့မှာမဟုတ်ကြောင်းထပ်မံထုတ်ဖော်ပြောဆိုပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်တွေဟာတိုင်တန်အတွက်တည်တံ့ရည်ရွယ်ပြီးပုံစံထုတ်ထားတဲ့မျိုးစိတ်တစ်ခုအဖြစ်ဆင်ကဲပြောင်းလဲသွားမှာဖြစ်ပါတယ်။သို့တော်လည်းလူတိုင်းရဲ့တုံ့ပြန်ပုံချင်းမတူတာကြောင့်အသွင်ပြောင်းလဲခံရသူတဦးချင်းစီရဲ့နောက်ဆုံးရုပ်တွင်ကဘယ်လိုဖြစ်မလဲဆိုတာကိုသိပ္ပံပညာရှင်တွေမသိကြသေးပါဘူး။ဒါတွေအားလုံးကိုကြားလိုက်ရတဲ့အခါ Rick နဲ့ Abby နှစ်ယောက်စလုံးလုံးဝထိတ်လန့်တုန်လှုပ်သွားကြပေမဲ့အခုချိန်မှာတော့ Rick ရဲ့အသွင်ပြောင်းလဲမှုဟာရပ်တန့်မှုအတွက်အလွန်အမင်းနောက်ကျသွားခဲ့ပါပြီ။ရစ်ခါနောက်ပိုင်းမှာသူ့ရဲ့မျက်လုံးတွေကိုနောက်ထပ်ခွဲစိတ်မှုတစ်ခုထပ်မံခံယူခဲ့ပြီးမောင်မိုက်ချင်းထဲမှာမြင်နိုင်စွမ်းကိုအောင်မြင်စွာရရှိခဲ့ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ဟာတိုင်တန်ရဲ့အခြေအနေတွေနဲ့ပုံမိုလာရောညီတွေဖြစ်လာခဲ့ပါတယ်။အခုဆိုရင်သူဟာရေအောက်မှာအချိန်ကြာကြီးနေနိုင်ရုံတင်မကပဲသူ့ပတ်ဝန်းကျင်ကလှုပ်ရှားမှုတွေနဲ့တုန်ခါမှုတွေကိုတဘာဝမဟုတ်တဲ့နည်းလမ်းတွေနဲ့ပါခန်းစားသိရှိနိုင်နေပါပြီ။အချိန်တွေကုန်လွန်လာတာနဲ့အမျှစမ်းသပ်မှုကိုခံယူခဲ့တဲ့အခြားပါဝင်သူအားလုံးဟာနောက်ဆုံးမှာတည်ဆုံသွားခဲ့ကြပါတယ်။ဒီကြောင့်မဖွယ်အသွင်ပြောင်းလဲမှုလုပ်ငန်းစဉ်ကနေ Rick နဲ့သူ့ရဲ့တငယ်ချင်းတယောက်ပဲရှင်တန်ကြံရစ်ခဲ့ပါတယ်။နောက်ပိုင်း Abby ကတခွဲကန်းတွေက Rick စီကိုတွားရောက်လည်ပတ်တဲ့အခါသူ့ရဲ့ရုပ်တွင်ကြောင့်သူမဆွန့်သွားခဲ့ရပါတယ်။ရစ်ခါလုံးဝပြောင်းလဲသွားခဲ့ပါပြီ။သူ့ခန္ဓာကိုယ်ပေါ်ကစပင်နဲ့အမွှေးအမြင်အားလုံးပျောက်ကွယ်သွားပြီးသူ့ရဲ့နာရက်တွေတောင်မရှိတော့ပါဘူး။သူဟာလူသားတစ်ယောက်နဲ့တောင်မတူတော့ပါဘူး။
ဒီလိုပြောင်းလဲမှုတွေရှိနေပေမဲ့လည်း Rick ဟာအပီနဲ့သူတို့ရဲ့သားကိုမြင်တဲ့အခါမှတ်မိနေပါသေးတယ်။ဒါပေမဲ့နောက်ထပ်ဆိုးရွားတဲ့ဘေးထွက်ဆိုးကျိုးတစ်ခုပေါ်လာခဲ့ပါတယ်။သူဟာတာမန်တိုင်းဆက်သွယ်ပြောဆိုလို့မရတော့ပါဘူး။သူ့ရဲ့အတွင်ပြောင်းလဲသွားတဲ့ခန္ဓာကိုယ်ဟာတာမန်လူသားတွေမကြားနိုင်တော့အောင်အလွန်နှင်းကြတဲ့ချိန်နှုန်းမြင့်အတန် low frequency sounds တွေနဲ့သာစကားပြောနိုင်ပါတော့တယ်။နောက်ဆုံးမှာတော့ Rick ကိုအိမ်ပြန်ပို့ခဲ့ပေမဲ့ညဘက်မှာတော့ရှင်တန်ကြံရစ်တဲ့သူ့ရဲ့တငယ်ချင်းဟာလက်တွေမှာသွေးတွေပြကြံလျက်နဲ့အိမ်ကိုရုတ်တရက်ရောက်လာပါတယ်။စံတက်မှုတွေကသူ့ရဲ့စိတ်ကိုလုံးဝဖျက်ဆီးပစ်လိုက်တာပါ။သူဟာထိမနိုင်သိမ်းမရဒေါသတွေနဲ့သူ့ရဲ့ဇနီးကိုပါတပ်ဖြတ်ပစ်လိုက်ပြန်ပါတယ်။စစ်တပ်ကဒီဖြစ်စဉ်ကိုသိရှိသွားတဲ့အခါသူတို့ကိုအန္တရာယ်ရှိတဲ့တရားဝါတွေဖြစ်သတ်မှတ်လိုက်တာကြောင့် Rick နဲ့သူ့တငယ်ချင်းကိုဖမ်းဆီးဖို့စစ်သားတွေချက်ချင်းရောက်လာကြပါတယ်။ရင်ဆိုင်တွေ့ကြုံမှုအတွင်းစစ်တပ်က Rick ရဲ့တငယ်ချင်းကိုတပ်ပစ်လိုက်ပါတယ်။တိုးတော်လဲ Rick ရဲ့စွမ်းအားအသစ်တွေနဲ့ကာယပိုင်းဆိုင်ရာခွန်အားတွေကလူသားတွေရဲ့လုံနိုင်စွမ်းထက်အဝေးကြီးကိုကျော်လွန်နေပါပြီ။သူဟာသူ့ကိုတိုက်ခိုက်နေတဲ့စစ်သားတွေကိုအကြမ်းဖက်တပ်ဖြတ်ဖြစ်ပြီးကိုကယ်တင်ဖို့အတွက်သူ့ဒေသနာဌာနကနေထွက်ပြေးလွတ်မြောက်သွားပါတယ်။ Abby က Rick ရဲ့နောက်ကိုလိုက်လံရှာဖွေခဲ့ပြီး Rick ဟာဘာပဲဖြစ်သွားပါစေ Abby ကိုအလွန်အမင်းချစ်နေတော့မှာပဲ။သူ Abby ရဲ့လက်ကိုဆွဲကင်လိုက်တဲ့အချိန်မှာပဲစွမ်းအားအသစ်တစ်ခုရုတ်တရက်ပေါ်ထွက်လာပါတယ်။ Rick ဟာ Abby ရဲ့စိတ်ထဲကအတွေးတွေကိုတိုက်ရိုက်ဖက်ရှုနိုင်လာတာဖြစ်ပါတယ်။သူ့ရဲ့အတွင်ပြောင်းလဲမှုကသူ့ကိုစိတ်ချင်းဆက်သွယ်နိုင်တဲ့စွမ်းရည်ထောက်ထားတဲ့ abilities တွေပေးအပ်ခဲ့တာပါ။အဲ့ဒီအချိန်မှာပဲအပေါ်ကနေစစ်တပ်ရဲ့ရဟတ်ယာဉ်တစ်စီးရောက်ရှိလာပါတယ်။ Abby က Rick ကိုငြင်းညံ့စွာအညံ့ခံဖို့ဖြောင်းဖြခဲ့ပြီး Rick ကသူ့မကိုယုံကြည်နေတော့ဖြစ်တာကြောင့်သဘောတူခဲ့ပါတယ်။ဒီနောက် Rick ကိုတက်ခွဲကန်းစီနောက်တစ်ကြိမ်ပြန်ခေါ်သွားခဲ့ပါတယ်။တက်ခွဲကန်းထဲမှာ Professor က Abby ကို Rick အားအထူးဆေးရည်တစ်မျိုးထိုးနှံပေးရမယ်လို့ပြောပါတယ်။သူ့ရဲ့အဆိုအရဒီထိုးဆေးဟာ Rick ရဲ့အရင်လူသားဘဝကအမတ်တရားတွေကိုဖျက်ဆီးပစ်လိုက်မယ်လို့ဆိုပါတယ်။ Rick ကိုတိုင်တန်ဘောကိုအပြီးပိုင်စေလွတ်တော့မှာဖြစ်တာကြောင့်ဒါဟာလိုအပ်တယ်လို့ Professor ကအခိုင်အမာပြောဆိုပါတယ်။ Abby ကထိုးဆေးကိုကင်ပြီး Rick နားကိုချင်းကပ်လာတဲ့အခါ Rick ကသူ့ရဲ့ဇနီးတားဖြစ်သူနဲ့သူ့ရဲ့ဘဝဟောင်းကအမတ်တရားတွေကိုမဆုံးရှုံးချင်တာကြောင့်အသေးအံရုန်းကန်ညှင်းဆန်ပါတယ်။တိုးတော်လဲ Abby ကသူ့ကိုဆေးထိုးလိုက်တယ်လို့မျိုးဟန်ဆောင်ခဲ့ပါတယ်။အဲဒီနောက် Abby ဟာသူမရဲ့သားဖြစ်သူတငယ်ချင်းတယောက်တို့နဲ့အတူသူ့ဒေသနာဌာနကနေထွက်ခွာသွားခဲ့ပါတယ်။သူတို့ထွက်သွားပြီးမကြာခင်မှာပဲ Rick ဟာတခွဲကန်းထဲကစစ်သားတွေကိုရုတ်တရက်တိုက်ခိုက်ပြီးနောက်တစ်ချိန်ထွက်ပြေးခြင်းမပြုမီသူတို့ကိုအကုန်တပ်ဖြတ်ပစ်လိုက်ပါတယ်။အမှန်တကယ်တော့ Abby ဟာ Rick ရဲ့ခန္ဓာကိုယ်ထဲကိုအဲ့ဒီဆေးရည်ကိုဘယ်တော့မှမထိုးနိုင်ခဲ့တာကိုဖွင့်ပြလိုက်ပါတယ်။သူမချစ်ရတဲ့သူတွေကိုRickမေ့လျော့မသွားစေချင်တဲ့အတွက်သူ့ရဲ့အမှတ်တရတွေကိုရွေးချက်ရှိချန်ထားပေးခဲ့တာဖြစ်ပါတယ်။ Rick ဟာအိမ်ကိုပြန်လာခဲ့ပြီးAbby သားဖြစ်သူတို့နဲ့ပြန်လည်ဆုံတွေ့ရတဲ့အခါစိတ်လှုပ်ရှားဝမ်းနည်းသွားပါတယ်ခဏတာအတွင်းမှာတော့သူတို့အားလုံးအတူတကွငြိမ်းချမ်းစွာနေထိုင်နိုင်တော့မယ်လို့ထင်မှတ်ရပါတယ်ဒါပေမဲ့မကြာခင်မှာပဲ Professor နဲ့အတူစစ်တပ်အင်အားစုတွေအိမ်ကိုထပ်မံရောက်ရှိလာပါတယ်Rick ရဲ့ခန္ဓာကိုယ်ဟာလူသားထက်ကျော်လွန်တဲ့အရာတစ်ခုအဖြစ်လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်လို့ကမ္ဘာမြေပေါ်မှာဆက်လက်ရှင်သန်နိုင်တော့မှာမဟုတ်ကြောင်းသူတို့ကရှင်းပြပါတယ်သူအသက်ရှင်ခြင်းနဲ့ဆိုရင်တော့အခုချိန်မှာတိုင်တန်ဟာသူနဲ့ထိုက်တန်တဲ့တစ်ခုလေးသောနေရာဖြစ်ပါတယ်။ Abby ဟာနာကျင်စရာကောင်းတဲ့အမှန်တရားကိုသဘောပေါက်သွားပါတယ်။ဘယ်လောက်ပဲရင်ကွင်းမတက်ခံစားရပါစေ Rick ဟာကမ္ဘာမြေပေါ်မှာဆက်နေလို့မရတော့ပါဘူး။မျက်ရည်တွေစီးကြလျက်နဲ့သူမကဒါဟာနောက်ဆုံးတော့သူထွက်ခွာရမယ့်အချိန်ဖြစ်နိုင်ကြောင်းပြောပြခဲ့ပါတယ်။ထို့နောက် Rick ကိုတိုင်တန်ဂျိုပေါ်သို့ဆေးလွှတ်လိုက်ပါတော့တယ်။အတန်ကြာပြီးနောက်မှာတော့ဇလန်းအရAbbyနဲ့သူမရဲ့တငယ်ချင်းဟာတက်ခွဲကန်းကိုထိန်းချုပ်လိုက်ပြီးသူဒေသနာလုပ်ငန်းတွေကိုသူတို့ကိုယ်တိုင်ဆက်လက်လုပ်ဆောင်နေကြတာကိုပြသပါတယ်။သူတို့ဟာနောက်တစ်ချိန်မှာလူသားတွေတိုင်တန်ပေါ်မှာဘေးကင်းစွာရှင်သန်နိုင်စေဖို့အတွက်စံတတ်မှုတွေကိုပုံမူကောင်းမွန်အောင်မြင့်တင်နေကြတာဖြစ်ပါတယ်။ငြိမ်းချမ်းတဲ့ညတညမှာAbbyရဲ့သားဖြစ်သူဟာအပြင်မှာကစားနေတော့သူ့အမေကိုရုတ်တရက်လှမ်းခေါ်ပါတယ်။သူကကောင်းကင်ကြီးကိုလက်ညှိုးထိုးပြပြီးရာသီဥတုကဘလောက်တောင်ကြည်လင်ပြီးလှပနေလဲဆိုတာကိုပြောပြပါတယ်။အဲ့ဒီချိန်မှာပဲရုပ်ရှင်ဟာအာကာသထဲကအဝေးကြီးမှာရှိတဲ့တိုင်တန်ဂျိုစီကိုဖျက်ကူးပြောင်းလဲသွားပါတယ်။ Rick ဟာထူးဆန်းတဲ့ဂျိုကဘာတစ်ပေါ်မှာလုံးဝတယောက်တည်းရက်နေတာကိုပြသထားပါတယ်။အချိန်ငယ်ကြာပြီးနောက်သူဟာသူ့ရဲ့ပတ်ဝန်းကျင်အတင်းနဲ့အပြည့်အဝလိုက်ရောညီထွေဖြစ်စွာကြီးမားတဲ့လက္ခဏာဆောင်တဲ့ရေကန်ကြီးတစ်ခုရဲ့အပေါ်မှာချုံမွေးစွာပြန်တန်းဝဲပြန်ပါတော့တဲ့ Rick ဟာနောက်ဆုံးမှာတော့တိုင်တန်ရဲ့စစ်မှန်တဲ့တရားဝတကောင်ဖြစ်လာခဲ့ပါပြီ။သူဟာလူသားတယောက်မဟုတ်တော့ပေမဲ့ဒီထူးဆန်းတဲ့ကဘာတစ်မှာရှင်တန်ရက်တီဖို့တင်ယူနိုင်ခဲ့ပါပြီ။ဒီလိုစိတ်လှုပ်ရှားဖွယ်စက်သိန်းလေးနဲ့အတူရုပ်ရှင်ဇာတ်လမ်းဟာပြီးဆုံးသွားခဲ့ပါတော့တယ်။